မင်္ဂလာပါ DBS ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကထုံးစံအတိုင်းကျွန်တော်တို့စနေနေ့ဆိုတော့ရွှေအကြောင်းပြောရမယ်လေပေါ့နော်ကျွန်တော်တို့ရွှေနေ့ပေါ့နော်စနေနေ့อ่ะโอเคဆိုတော့ကျွန်တော်တို့ရွှေကဒါဒီနေ့နော်4000ကနေကျွန်တော်တို့ဒါပြီးခဲ့တဲ့တစ်ပတ်မှာထူးခြားတဲ့ပြောင်းလဲမှုအနေနဲ့4000ဖောက်လို့ထောက်ပြီးတော့ချက်ချင်းတက်ချသွားတယ်ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ဝယ်လို့ရလားပေါ့နော်ကျွန်တော်မေးကြအကိုအဲ့ဒါဆိုကျွန်တော်4000မှာဝယ်လို့ရလိုက်ကြမလားပေါ့နည်းနည်းတော့ခက်မယ်ဗျာဘာလို့ဒီကန်တဲ့အစုအဖွဲ့ကြီးကိုကျွန်တော်တို့ကြည့်လိုက်ပေါ့နော်ဒီကန်တဲ့အစုအဖွဲ့ကြီးမှာကျွန်တော်ဝယ်မယ်လို့ကျွန်တော်ပြောလို့ရတဲ့ကောင်းတဲ့ကန်တွေကျွန်တော်တက်တစ်ခုမှမပါအန်ကာဘင်းကန်တွေတခြားမှမပါအန်ကာဘင်းဆိုတာလည်း combination ပေါ့လေတစ်ခုမှမပါတွေ့လားအန်ကာဘင်းတစ်ခုမှမပါဟမ်မာလည်းတခြားမှမပါအဲ့တော့ဒီဒိုဂျီလေးကိုဝယ်ဖို့ကဘယ်သူကဝယ်ရနေပေါ့နော်ဒီလိုမျိုးအပေါ်ကနေ pressure တွေများနေတဲ့ဟာဒိုဂျီကိုအဲ့တော့အဲ့ဒီအတွက်ကျွန်တော်တို့ဝယ်လို့မရလိုက်ဘူးဒါရှင်းလေးပြောမယ်ဒီထဲမှာဘယ်လိုနည်းနဲ့မှကျွန်တော်တို့ဝယ်လို့မရလိုက်ဘူး maybe ဒီနားမှာအန်ကာဘင်းနဲ့ကောင်းလေးပြပြီးတက်သွားရင်လည်းကျွန်တော်ဝယ်လို့ရတယ်အခုကဖြုံးသားကြီးဖုံးဆိုပြီးတော့တခြားအနေနဲ့တက်သွားအဲ့တော့တခုတော့ကောင်းသွားတာရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီအဝင်းဝိုင်းပေါ့နော်ဒီကျွန်တော်တို့ဒီဒါဆိုလို့ရှိရင်ဒါဟိုပါပေါ့ range market ပေါ့နော်ဒီ range market ထဲကနေတောက်လျှောက်ဖောက်ထွက်သွားမှကျွန်တော်တို့သိလိုက်ကြတယ် range ကနေဖောက်ထွက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က range ကနေ trending market ကိုပြန်ပြီးတော့ဆက်သွားနိုင်ကြီးရှိတယ်ဗောလေအဲ့တော့ trending market ကဘယ်အထိတက်မလဲတော့ကျွန်တော်တို့ပြောလို့မရအောင်ဆိုတော့ကျွန်တော်တို့အနည်းဆုံးဒီမှာတခြားပေါ့နော်တခြားနေရာတွေမှာကျွန်တော်တို့လောလောဆယ်မပြရသေးတဲ့ဟာလေးကျွန်တော်စမ်းကြည့်အောင်နော်စမ်းကြည့်အောင်အဲ့တော့အခုရွှေသည်ပြောလို့ရှိရင် down trend ဖြစ်နေပြီဒီအတက်သည်တကယ်တော့ကျွန်တော်တို့ကဟိုးဘောတက်နိုင်တာတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ down trend ကြီးရဲ့ retracement အနေနဲ့ကျွန်တော်တို့ကဝင်ဖို့ပို့ပြီးတော့များတယ်เนาะအဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ကြီးကဒီမှာ Fibonacci retracement နဲ့ကျွန်တော်တို့ထောက်ကြည့်အောင်အဲ့တော့ okay ဒီကနေဒီလိုထောက်မယ်ဆိုလို့ရှိရင်အဝေးကြီးထောက်လို့ရတယ်အဲ့တော့အဲ့ဒါအထက်ဆိုလို့ရှိရင်ဒီလို one leg ပေါ့နော်ဒီလိုတစ်လက်စာထောက်တာပိုကောင်းမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒါလေးတစ်ချက်ကြည့်ပြီးတော့ဒီလိုတစ်လက်စာထောက်ကြည့်အောင်ဒီထိရောက်တယ်အခုမှသူ0.382ပဲရှိသေးတယ်အဲ့တော့0.5အထိဆိုလို့ရှိရင်ဒီမှာ4400အထိပြန်ရောက်ပါမယ်0.718ဆိုလို့ရှိရင်4500အထိပြန်ရောက်ပါမယ်โอเคအဲ့တော့ဖြစ်နိုင်ရရှိလားဆိုရင်ရှိတယ်ဘာလို့လဲဆိုတော့ down trend ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုပြန်ပြီးတော့အတက်ကိုပြန်ယူပြီးတော့ကျွန်တော်ကဆက်ပြီးဆင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ရွှေဒီတခုတတိထားမှာ manipulated အရန်ဖြစ်တယ်เนาะရွှေကဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်လူတွေကိုအရင်လှည့်စားနိုင်တယ်ဗျာရွှေရလေအဲ့တော့သူကပြီးရင်အပြင်လောကရဲ့ဒီfundamental တွေနဲ့လည်းတော်တော်လေးကိုနှိစက်တယ်ဥပမာစစ်ပွဲလေးသတင်းကြားလို့ဆိုထောင်တက်တာပေါ့ဖြစ်တာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနည်းနည်းတော့သတိထားသေးတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီရွှေဘယ်အထိရောက်မလဲအခုဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် imbalance တစ်ခုရှိတယ်အဲ့ imbalance က 0.5 နေတယ် guide ဆိုတော့အဲ့ imbalance ကိုအခုထိသွားပြီအဲ့ရနေ reject လုပ်တယ်ကျွန်တော်တို့ဘာဆောင်ကြည့်ရမလဲအဲ့ဒီ imbalance ကနေပြီးတော့အောက်ကိုပြန်ပြီးဆင်းပါပြီဆိုတော့ rejection တခုကျွန်တော်တို့အတွက်လိုအပ်တယ် okay imbalance ရှိတဲ့နေရာဒီကျွန်တော်တို့ဒီဘက်မှာကြည့်လိုက်လို့ရှိရင်ဒီလိုမျိုး zone တစ်ခုလည်းရှိတယ်ဒါပေမဲ့ဒီ zone ကတော့ကျွန်တော်တို့အောက်က4333နဲ့ကျွန်တော်တို့ကတ်ယူလိုက်ပြီဆိုတော့တိတ်မထူးတော့ဘူးပေါ့နော်ဒါပေမဲ့ anyway ဒီမှာ imbalance ရှိတဲ့နေရာကဒီ0.5နဲ့ကိုက်တာဖြစ်တဲ့ကြောင့်မို့ဒီထဲမှာအောက်ကိုဆင်းမယ်ဆိုရယ်အရေးအယောင်ပြလို့ရှိရင်ကျွန်တော် short trade တစ်ခုဝင်လို့ရနိုင်မယ်ပေါ့နော်ရွှေကိုဝယ်ပြီးစုမဲ့လူကကြတော့ခုနကဒီနေရာမှာဝယ်လို့ကောင်းခဲ့တယ်အခုတက်သွားတယ်ဝယ်လို့ကောင်းသေးလားဆိုတော့နည်းနည်းတော့သတိထားတယ်ဒါပေမဲ့ဝယ်လို့ရသေးတယ်ဒါပေမဲ့ဒီပေါ်ဘယ်လောက်ထိဖောက်တက်ပြီးဒီမှာဘယ်လိုပိတ်မလဲဆိုတဲ့ပုံမှာတော့မူတည်တယ်ပေါ့လေဆိုတော့ဟိုး long term ကံမဲ့လူကတော့မတက်နိုင်ဘူးဝယ်ရမှာပေါ့နော်ဒါပေမဲ့ short term မှာတော့ကျွန်တော်ကtrade မဲ့လူကကြတော့ဒီလိုမျိုးဒီ signal တွေကဒါ short trade ဝင်လို့ရမယ်ဟာမျိုးတွေဒီမှာပြမလားပေါ့နော်ဒါမျိုးတွေကျွန်တော်စောင့်ကြည့်ရမှာဆိုတော့နောက်တစ်ချက် EMA နဲ့ကြည့်တဲ့အခါ EMA ကကြတော့ဒီအောက်ကနေဒီလို cross လိုက်ဒါပေမဲ့ EMA ကိုကျွန်တော်ကယုံလို့မရဘူးဆိုတော့ lagging indicator ဖြစ်တယ် price သွားပြီးမှသူကလိုက်တာ price အရှိရသွားတဲ့ကောင်မဟုတ်ဘူး lagging ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုဒီ price ဒီပေါ်ရောက်တော့မှဒီကောင်အောက်ကနေလိုက်ပြီးတော့ cross လိုက်မယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ယုံလို့တော့သိမရဘူးတခုရှိတာ200 EMA ကိုဒီမှာတောက်လျှောက်တားနေခဲ့တယ်ဒီမှာဒီ3ရက်လောက်တားခဲ့တဲ့ကောင်ကျွန်တော်က break သွားတာ200 EMA ကို break ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကနည်းနည်းတော့ပြင်းထန်တယ်ပေါ့နော်အဲ့ဒီအတွက်
200 EMA break ပြီးတော့လို့ရှိရင်အောက်က20နဲ့50ကောင်ကနောက်ကနေဒီလိုလိုက်ပြီးတော့ price ရယ်20 50 200 EMA ဒီလိုမျိုးအစင်းတိုင်းဖြစ်သွားမလားအဲ့ဒါဆိုလို့ရှိရင် uptrend ပြန်စဖို့များတယ်ကွာဆိုတော့ဒါမျိုးကိုကျွန်တော်တို့ကစောင့်ကြည့်ရမယ်လောလောဆယ်ကျွန်တော်တို့အခုဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ imbalance ထဲမှာရှေ့လာမယ် week ထဲမှာဒီလိုမျိုး reject လုပ်မလားဘယ်လို candle ပေါ်မလဲဘယ်လို price ကကျွန်တော်တို့ reaction ပြမလဲဆိုတော့ကျွန်တော်ကစောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ် okay အဲ့တော့ဒီနေ့ကတော့ရွှေချောင်းကျွန်တော်တို့ဒီလောက်ပဲကျွန်တော်တို့ပြောပါမယ်ကျွန်တော်တို့9 level coaching program batch 2 September 1ရက်နေ့စမယ်ဟာပြန်ပြီးတော့လက်ခံနေပါပြီအားလေးအနေနဲ့လက်ခံတာပေါ့လေဆိုတော့ဒီတစ်ခါတော့ကျွန်တော်တို့9 level join တဲ့လူတွေကို1,900နဲ့ FMB financial market for beginner တင်တန်းနဲ့ free ရမယ်ပြီးရင်9 level ကိုနိုင်ပါတော့လေကျွန်တော်ရဲ့အရှိတုံးကဒေါ်လာရာနဲ့ချီရဲ့တင်တန်းတွေရဲ့ဗီဒီယိုတွေလည်းပြန်ထည့်ထားပြီးတော့သူ့နေနဲ့သူပြန်တင်ထားတာရှိပါတယ်အဲ့တော့အဲ့ဒါလေးစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ Telegram ကနေမေးလို့ရပါတယ်เนาะအခုတော့လူတွေစပြီးတော့ကျွန်တော်တို့Liner စ join နေကြပါပြီဆိုတော့ကျွန်တော်တို့ကလည်းအများကြီးလေးလက်ခံမှာမဟုတ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရင်မေးလို့ရပါတယ်ခင်ဗျ Telegram account ပေးထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကိုဝင်းတဲ့နေလေးဖြစ်ပါသေး